ဒီတစ်ခါကျွန်တော်စင်ပေါ်မှာတစ်ခါမှမဆိုဘူးတဲ့တချင်းတစ်ပုတ်ကိုကျွန်တော်နဲ့တစ်ခါမှမဆိုဘူးတဲ့ကောင်မလေးတယောက်နဲ့တွဲပြီးဆိုချင်ပါတယ်မင်းငါကိုနှိတ်ကိုပို့ဆုံးစက်ကထွက်တာတုတ်ကနေပဲမင်းကားတွေထားလိုက်စမ်းမှာငါကိုမြင်ကြည့်မင်းကူမမျက်နှာမလွှဲနဲ့ငါမျက်လုံးရဲ့တဲ့တဲ့ကိုကြည့်မင်းမြင်လားမင်းတွေ့လားမြို့သားတဲ့ရိတ်ရောက်သူ့ကိုငါမျက်လုံးမှာမင်းတွေ့လို့လားဒါမှမဟုတ်မှားရွေးတဲ့ဖြစ်တစ်ခုကိုစိတ်နိုင်မဲပြီးလုံးမိလို့လားငါပြောမင်းနားထောင်ွယ်ဆက်စုပြီးပြင်ချတဲ့ချိုးရစ်ကားကိုမင်းနားမရောက်နဲ့มาดีโลเนดังงายะချင်းပေါင်းတင်တွေတောင်းစိတ်ကုန်ပြီးတော့လေလွင်ခါလေးဆိုရန်ထဖြစ်ရရဟာရင်ကတိုင်းမထူးချပါငါရဲ့သမိုင်းရင်ကဆိုင်ဆိုင်အခုဆိုင်ဆိုင်မပြောင်းလဲပါငကိုကတိုင်းငါဟာငါကျူးရင်ပြီးတော့ music ကြီးပဲလုပ်တဲ့ဟာကိုနောက်ကြောက်ကိုချစ်မရလို့ယူဖြစ်အောင်ချစ်မယ်ငါဆိုဒါကိုအထပို့တယ်လို့မနာလို့သူတွေကကဲရဲ့ကြငါရင်မှာခံစားရတာတကယ်တမ်းတော့မနာလဲမလားကျေးဇူးတင်ပါတယ်ဒီကောင်မလေးနာမည်ကိုဂျိုးကြလို့ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်